ခြေစစ်လွဲသွားတာပဲဘယ်တော့မှဖြစ်တာ မနေ့အာယုန်တက်ကဖြစ်ထားပါဆရာ ခြေစစ်ပြန်တည့်ဖို့ဆိုရင်နည်းနည်းတော့နာလိမ့်မယ်ဒါမှမဟုတ်ရင်အကြာကြီးနေထပ်နာလိမ့်မယ်အဲ့တော့အခုအနာခံမလားအကြာကြီးနေမှထပ်အနာခံမှာ နာမအတူတူပဲခုပဲနာခံမှမယ်ဆရာကြီး အော်မင်းတို့၃ယောက်လား အရှင်ဘက်ကအောင်တိုးတို့အုပ်စုသွားထားတော့ဒီဘက်လဲကြကျုပ်တို့အုပ်စုပဲ အေးဒါဆိုလဲသွားကြတော့ကြနေဝင်တော့မယ်ခုနေချိန်မင်းတို့သွားရင်တော့ချောင်းကိုတော်တော်ကြီးမိုးချုံမှရောက်လိမ့်မယ်ချောင်းရောက်ရင်လည်းအချိန်ဖြုံးမနေနဲ့ငါတို့ခဏနာပြီးရေထည့်ပြီးတော့ပြန်ခောက်လာတော့ကျွမ်းမှာရေပြတ်နေပြီ စိတ်မပူပါနဲ့ဘာကြီးဟာကျုပ်တို့တော့ကားထမ်းမြန်ပါလေဗျ အမင်းပြောလိုက်ဒီတိုင်းကြီးပဲပြီးရင်မင်းလဲကနောက်ကြဆုံးကြီးဖြစ်နေတာကဲတန်ခဲဆဲကပြီးသွားကြတော့ဟိ ဟုတ်ကဲ့ပါကြီး အေး